用လေးတကောင်ဟာကျမလေးတကောင်နဲ့ချစ်ကြိုက်မိပြီးလက်ထပ်လိုက်ကြပါတယ်။နောက်တစ်နေ့မှာပဲကျမလေးကယုံဦးတူဦးဦးလိုက်ပြီးအဲ့ဒီဦးထဲကနေအရန်ချစ်စရာကောင်းတဲ့ချက်ယုံပေါက်လေးထွက်လာပါတယ်။သူတို့ရှေ့ကတက်ရှိအသေးလေးကိုကြည့်ရင်ဒီပျော်ရွှင်စရာမိသားစု၃ယောက်ဟာကြည်နူးမှုတွေနဲ့ဖက်လဲတကင်ရှိနေခဲ့ကြပါတယ်။ယုံပေါက်လေးနဲ့၃နှစ်ပြည့်မွေးနေ့မှာတော့ဖေဖေဖြစ်သူကမုံလာဦးနီကီမုံဝယ်ပေးခဲ့ပါတယ်။ဒီနေ့ပြီးရင်တော့ယုံပေါက်လေးဟာကြောဖို့အိတ်လွယ်ပြီးကြောင်းတက်ရတော့မှာပါ။ဒါဟာသူမိဘတွေအတွက်ပထမဆုံးအချိန်မျောလင်းချက်တွေနဲ့ပြင်းထန်နေတဲ့အချိန်ပေါ့။စာသင်ခန်းထဲမှာတော့တက်ချွလွန်ပြီးညီမနေတဲ့ယုံပေါက်လေးဟာဆရာမရဲ့စူပူကြီးမောင်းချင်းကိုခံလိုက်ရပါတယ်။ဒေးဆန်အတန်းဖော်ရီအများကြီးရှေမှာအဖိပေခံရမှာကိုကြောက်နေမိတော့ယုံပေါက်လေးဟာပိုက်ထဲမှာတမျိုးကြီးဖြစ်လာပြီးရောင်စုံကျဲဥတူထွက်ကြလာပါတယ်။သူ့ရဲ့ဒီလိုထူးဆန်းလေးစွမ်းဆောင်ရည်ကြောင့်အတန်းဖော်ရီရဲ့လောင်းပြောင်တာကိုအတော်မသက်ခံခဲ့ရပါတယ်။ကျောင်းအပြန်လမ်းမှာတော့ဝက်တစ်ကောင်နဲ့စကန်တစ်ကောင်ကသူ့ကိုတွေ့ပြီးရဲရဲဆက်ဆက်ဝိုင်းစနောက်ကြပါတယ်။အဆက်ရသွားတဲ့ယုံပေါက်လေးဟာအင်းကိုအမြန်ပြေးသွားခဲ့ပါတယ်။အင်းရောက်တော့မျောလင့်တကြီးစောင့်နေတဲ့မိဘတွေရဲ့အကြီးကိုမြင်ပြီးသူဟာအခန်းထဲကိုပဲတန်းပြီးဝင်သွားပါတော့တယ်။တညာလုံးအိမ်မပြောပဲထိုင်နေခဲ့မိပါတယ်။နောက်တနေ့မနက်မှာတော့မိဘတွေကအခန်းတကားဖွင့်ကြည့်တဲ့အခါကိုတင်ပေါ်မှာရှောင်းစုံဥတူပဲကြံခဲ့ပါတော့တယ်။ယုံပေါက်လေးဟာအင်းကနေထွက်ပြေးသွားခဲ့ပါပြီ။သူဟာဒီတောအုပ်ထဲကနေထွက်ခွာပြီးသူ့ကိုဘယ်သူမှမသိတဲ့မြို့ကြီးတစ်မြို့ကိုသွားချင်ခဲ့တာပါ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမိန်းကလေးငယ်တယောက်လမ်းလျှောက်လာပါတယ်။သူမကယုံလေးကိုချောင်းချီလိုက်တဲ့အခါယုံလေးဟာလန့်ထွားပြီးနောက်ထပ်ရောင်စုံကျဲဦးတူထက်ဦးလိုက်ပြန်ပါတယ်။နောက်တစ်နေ့မှာတော့ဦးနိုင်တဲ့ယုံလေးအကြောင်းဟာနာမည်ကြီးမီဒီယာတွေရဲ့မျက်နှာစာမှာသတင်းဖြစ်သွားပါတော့တယ်။မကြခင်မှာပဲသူဟာနာမည်ကြီးအနုပညာအေဂျင်စီတစ်ခုနဲ့စာချုပ်ချုပ်ဆိုပြီးအရန်ကိုနာမည်ကြီးတဲ့စတားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဖြောဖြီးပွဲတွေရဲ့အမြင့်ဆုံးအချိန်ရောက်တိုင်းသူဟာဝမ်းနည်းမှုတွေနဲ့ခေါင်းကိုက်ဆိုင်ကြနေခဲ့ပါတယ်။ TV ကနေကြည်နေတဲ့သူရဲ့အဖေနဲ့အမေကလည်းစိုးရိမ်နေခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲသူတို့အခန်းတကားပွင့်သွားပါတယ်။ယုံပေါက်လေးအိမ်ပြန်ရောက်လာတာပါ။နောက်ဆုံးတော့သူဟာသူနဲ့အကျွမ်းဝန်းအရှိဆုံးနေရာကိုပြန်လာခဲ့ပြီးသူကိုယ်တိုင်ဘယ်သူလဲဆိုတာကိုလက်ခံနိုင်ခဲ့ပြီးဖြစ်ပါတယ်။